ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်2026ခုနှစ်အတွက်ဗုဒ္ဓဘုရားဥသားသမီးများအတွက်တနစ်စာကံကြမ္မာများကိုအသေးစိတ်ကလေးလမ်းညွှန်ဟောပြောပြီးမှဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးယာဟုသားသမီးများ2026နှစ်မှာမိမိတို့အတွက်ကံကောင်းကျင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလိုက်ကလေးကိုအစအဆုံးလေးကြည့်ပြီးလို့လိုအပ်ပါတယ်ဗုဒ္ဓဘုရားသမီးယာဟုသားသမီးများ2026နှစ်မှာဆိုလို့ရှိရင်တော့အတော်ကံကောင်းတဲ့နှစ်လို့ပြောလို့ရပါတယ်ရွှေခေတ်နော်ရွှေနှစ်ဖြစ်ပါတယ်တို့ပေမဲ့ဗုဒ္ဓဘုရားသမီးယာဟုသားသမီးများ2026နှစ်မှာမိမိတို့အနေနဲ့ရှောင်ရံဆောင်ရံလေးတွေတော့လိုက်နာပြီးဖို့တော့လိုအပ်ပါတယ်အဲ့တော့2026နှစ်မှာအင်္ဂါတနင်္လာကြာတာပတိစနေအဲ့ဒီနေသားသမီးမျိုးနဲ့ပတ်သက်ပြီးတော့အတိုက်ခံအပြုသဘောမျိုးလေးတွေရှိပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေယာဟုသားသမီးတွေက2026နှစ်မှာဆိုလို့ရှိရင်တော့သူတို့ကအိမ်မှာနေရတယ်ကိုမရှိဘူးခရီးတွေတွားနေရတတ်ပါတယ်เนาะအဲ့ဒီနှစ်မှာရောက်လာပြီဆိုလို့ရှိရင်တို့ကခရီးအမြဲတမ်းတွားရတတ်တာခရီးဝေးခရီးလေးခဏခဏပေါ်ပေါက်လာတတ်တယ်ခဏခဏလည်းတွားရတတ်တယ်အဲ့တော့နိုင်ငံရေးသားခရီးတွေနဲ့ပတ်သက်ရင်တော့တေချာပေါက်ကိုတွားပြပါတယ်နိုင်ငံရေးသားခရီးတွေဆောင်ရွက်ထားမယ်ဆိုရင်လည်းတွားကိုတွားပြတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အောင်မြင်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးယာဟုသားသမီးများဒီနှစ်ပိုင်းမှာဆိုလို့ရှိရင်ဝတ်သားလုံးဝစားလို့မရပါဘူးဒီ2026နှစ်မှာမိမိတို့အနေနဲ့ဝတ်သားရှောင်ပေးရမှာဖြစ်ပါတယ်ဝတ်သားမစားပါနဲ့ဝတ်သားမစားခြင်းဖြင့်မိမိတို့ရဲ့ကျန်းမာရေးရာနေစားပြီးတော့မှအလုတ်အကန့်အထိပို့ပြီးတော့အောင်မြင်မှုတွေရရှိနိုင်ပါတယ်မိမိတို့အနေနဲ့လူမျိုးကြားဘာသာကြားကုညီမစားမှုတွေရရှိတတ်ပါတယ်ဒီကာလမှာဗုဒ္ဓဘုရားသမီးယာဟုသားများတစ်ခါမှဘာသာရေးမလုပ်တဲ့သူကဘာသာရေးတွေပို့ပြီးတော့လှုပ်လာမယ်ပို့ပြီးတော့ဘာသာရေးစိတ်ဝင်စားလာမယ်ဗတိမစိတ်ပြီးမစိတ်ဦးသေးတယ်เนาะဗတိအနေချင်းတာစိတ်ဦးတဲ့သူမျိုးဆိုလို့ရှိရင်တော့မှဒီ2026နှစ်မှာဆိုရင်သူတို့ကဘာသာရေးတွေလုပ်ပြီးတော့ပတိဒိဋ္ဌံတွေဝင်လာတတ်ပါတယ်သူတို့ကဘာသာရေးကိုလည်းပို့ပြီးတော့စိတ်ဝင်စားလာတတ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘုရားသမီးယာဟုသားကြီးများဆိုရင်ဒီအချိန်ဒီကာလမှာမိမိတို့အနေနဲ့အထူးဂရုစိုက်ရမှာတော့အဲ့ဒီတော့မိမိတို့အနေနဲ့ငွေကြေးကိစ္စတွေကူညီပေးလို့မရအောင်เนาะငွေနဲ့ပတ်သက်ပြီးတော့လေမကြာခဏစိတ်တော့ကရောက်ရတတ်ပါတယ်အုပ်ချုပ်မှုပိုင်းတွေအလုံးနဲ့ပတ်သက်တာတွေအရန်ကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးယာဟုသားသမီးများဒီကာလဒီနှစ်ပိုင်းမှာဆိုလို့ရှိရင်တော့သူတို့တွေကထိတ်ဆုံးထိရောက်နိုင်ပါတယ်အနုပညာသမားတွေဆိုလို့ရှိရင်လည်းထိတ်ဆုံးထိအောင်မြင်မှုတွေရရှိနိုင်ပါတယ်လူသိထင်ရှားတဲ့သူတယောက်လိုဖြစ်သွားတတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းပညာထူးတွေသင်ယူရတတ်ပါတယ်သင်တန်းတွေတက်ရောက်ရတာမျိုးပေါ့သင်တန်းတွေသင်ယူရတာမျိုးပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့သူတို့ကကြတော့စိတ်နဲ့ပတ်သက်ပြီးတော့မှစိတ်အပြောင်းလဲတွေရမ်းမြန်တတ်ပါတယ်အရင်တော့သိခံတတ်တဲ့လူကဒီတက်ပိုင်းခြားမှာသိခံမှုတွေနည်းကျဉ်းလာတာဟုတ်တယ်တွေ့ရတတ်ပါတယ်ဒါကြောင့်တတ်နိုင်တဲ့လောက်မိမိရဲ့စိတ်ကိုတော့ထိန်းချုပ်ပြီးတော့လိုအပ်ပါတယ်စက်ပစ္စည်းတွေနဲ့တော့အကျိုးမပေးပါဘူးစက်ပစ္စည်းတွေအရောင်းဝယ်လုပ်မယ်ဆိုရင်တော့အထူးဂရုစိုက်ပါဆုံးရှုံးနေတာစရာတွေပေါ်ပေါက်လာတတ်ပါတယ်စကားကြောင့်ဒုက္ခရောက်တတ်တဲ့စကားပြောတွေမှားတတ်ပါတယ်ဆွေမျိုးသားချင်းတွေစိတ်ဝမ်းကွဲစရာတွေပေါ်ပေါက်လာတတ်ပါတယ်ညီယာအမှုခင်းကိစ္စတွေပေါ်ပေါက်လာတတ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးယာဟုသားသမီးများမိမိတို့အနေနဲ့ကကြတော့အသက်18နှစ်26နှစ်28နှစ်44နှစ်49နှစ်55နှစ်အဲ့ဒီအသက်ပိုင်းခြားရောက်ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့အရှက်တကွဲအကျိုးနဲ့တွေဖြစ်တတ်ပါတယ်
ပျက်စီးဆုံးရှုံးရမှုတွေများစွာကြုံတွေ့နိုင်ပါတယ်အသက်အန္တရာယ်ကိုတော့ထိခိုက်တတ်ပါတယ်တိုးတက်တိုင်ကိုကိစ္စတွေလည်းကြုံတွေ့နိုင်ပါတယ်မိမိရဲ့နာမည်ဂုဏ်သတင်းတွေပျက်စီးလွယ်တဲ့နှစ်တစ်နှစ်ဖြစ်တတ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီကာလမှာအိမ်တော်ကြီးကိစ္စအရှုပ်ရှင်းပြဿနာတွေပေါ်ပေါက်လာမယ်အိမ်တော်ကြီးမှာလည်းပျက်စီးလွယ်တယ်ကွဲလွယ်တယ်နော်တယောက်နဲ့တယောက်ရန်ဖြစ်လွယ်တယ်အတိုက်ခံဖြစ်လွယ်တတ်တယ်အဲ့တော့မိမိတို့အနေနဲ့အခုပြောတဲ့အသက်ပိုင်းခြားအသက်16နဲ့26နဲ့28နဲ့44နဲ့48နဲ့55နဲ့ဆိုလို့ရှိရင်တော့ဘာသာရေးလုပ်ပြီးပါတလတစ်ကြိမ်အတိတ်ထံပတိစိတ်တရားမှာဖြစ်ပါတယ်မိမိရဲ့မွေးနေ့မှာအိပ်ရာရွှေအိပ်ပေးပါငါကိုအိမ်နေတာအိမ်ခန်းထဲဆိုရင်ဖျားခန်းမှာရွှေအိပ်ပေးရမှာဖြစ်ပါတယ်စင်းရဲနွမ်းပါသူကိုခရီးစရိတ်ထောက်ပံ့ပေးတာစေဝါတက်စာလှူပေးတာမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့စီတယ်မင်းကိုပကံများမှာ9ပုံပုံအုံးသီးမထည့်ပဲနဲ့မိမိတို့မွေးနေ့မှာဖျားဆုံးတော့ကပ်ပေးရမှာဖြစ်ပါတယ်ဒီအလှူလေးတွေကိုတော့တစ်လတစ်ကြိမ်ပြုလုပ်ပေးဒီနှစ်ကအလွန်ကံကောင်းတဲ့နှစ်ပါမပြောပါတော့တဲ့အခိုင်အမာလေးတွေတော့ရှိပါတယ်အထူးပဲဂရုစိုက်ရမယ်ဘာသာရေးကိုပို့လုပ်ပေးရမယ်အခုနကျမပြောတဲ့အသက်ပိုင်းခြားတွေမှာဘုံမိဒီပုံမီလေးတွေဝင်ရောက်နေတာဖြစ်နေပါတယ်ဒါကြောင့်အဲ့ဒီအသက်ပိုင်းခြားကိုရောက်နေပြီဆိုမိမိတို့အနေနဲ့ကျမပြောတဲ့ရေရာလေးတွေကိုလာတေချာလေးလိုက်နာပြီးတော့ပြုလုပ်ပေးပါဘုံကြောင်းနေဖျားเจ้าငံနေသွားမယ်နောက်တောက်ရီအိုးရီရေလဲပေးမယ်အိမ်သားတွေရေဆေးပေးမယ်ဖျားเจ้าငံနေမှာတပြည့်စီးလေးတာတန်ရှင်းရေးလုပ်တာမျိုးတွေပြုလုပ်ပေးမယ်တလောက်တစ်ချိန်လောက်ပဲလုပ်ပေးပါမိမိတို့ရဲ့ကံလေးတွေမြင်လာပါလိမ့်မယ်ဖြစ်မဲ့အရာလေးတွေဖယ်ရှားသွားမယ်အများကြီးအစိုးတွေဖြစ်လာမှလေနည်းနည်းလေးအစိုးတော့ပဲနည်းနည်းလေးညံ့တာတော့ပဲတွေ့ရပါလိမ့်မယ်ဒါကြောင့်ဗုဒ္ဓဘုရားသမီးရာဟုသားသမီးများဆိုဒီ2026ခုနှစ်မှာဆိုလို့ရှိရင်မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကသိခံရမယ်တယူရန်တွေဒီတစောက်ကန်းတွေဆုံးဖြတ်တာမျိုးတွေရှောင်ရမယ်ဒီလိုနှစ်ပိုင်းခြားမှာအခုလိုမျိုးတွေဆုံးဖြတ်တတ်တယ်နောက်တစ်ခုကအုပ်ချုပ်မှုเนาะအုပ်ချုပ်မှုကတစ်ဖက်သက်ကြီးအုပ်ချုပ်တာမျိုးတွေလုပ်လို့မရဘူးဘာသာတရားကိုပို့ပြီးတော့ယုံကြည်မှုပို့လုပ်ပေးရမယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကအပေါင်းအသင်းမှာကျမ်းမာရေးကြောင့်ပေါ့နော်ကိုကကူညီပေးလိုက်တယ်မိတ်ဆွေပေါင်းအသင်းတွေကျမ်းမာရေးညံ့လို့ကိုယ့်ဘက်ကနေငွေတွေစိုက်ထုတ်ပြီးလဲရစေးရုံတင်ပေးလဲရတာဒါမျိုးတွေအဖြစ်အကျုံများတတ်တယ်အတွေ့အကြုံများတတ်တယ်ပေါ့နော်ဒီကာလလေးမှာမိမိအနေနဲ့ကြတော့အုံတော့အာယုံကြောဂရုစိုက်ရမယ်မျက်စိနာဂရုစိုက်ရမယ်မိမိရဲ့စိတ်တဘောထားလေးညာဒီကာလလေးမှာမိဘဆရာသမားကိုပို့ပြီးတော့မှကျွေးမွေးတတ်တယ်ပို့ပြီးတော့ကျေးဇူးတည်တတ်မှုတွေရရှိတတ်တယ်ပေးကမ်းထောက်ပံ့မှုတွေပို့ပြီးတော့ရပါတယ်မိမိကိုယ်တိုင်လည်းကျမ်းမာရေးတွေတောင်းလာတတ်ပါတယ်ဒီအချိန်ဒီကာလမှာအဆောင်တဘောမျိုးဆောင်မယ်ဆိုရင်တော့ထိန်သားလေးနဲ့ရှင်ဘဂုတ်တနော်ကိုယ်ွယ်ပူဇော်ထားမှာဖြစ်ပါတယ်အဆောင်ဖြစ်ဆောင်ထားမယ်ဆိုရင်လည်းရပါတယ်အဲ့တော့ဝန်ထမ်းဖြစ်တယ်ဆိုရင်ယာတူကြီးကြီးမားမားကိုရမယ်လားစာကောင်းကြီးရမယ်ပေါ့နော်အဲ့တော့အိမ်အောင်ကြီးကတော့ကံကောင်းတယ်အိမ်အောင်ကြတတ်တယ်အပြိုလူပြိုဆိုရင်လည်းအခြေရေးတွေကံကောင်းနေတတ်ပါတယ်အိမ်အောင်ကြမယ်နှစ်ပေါ့နော်ဗုဒ္ဓဘုရားသမီးရာဟုသားသမီးများနောက်တစ်ခုကသူတို့အတွက်အကောင်းဆုံးအဆောင်2026နှစ်မှာဆိုလို့ရှိရင်တော့စိန်ဥတ္တဖျားကြောင့်စောင့်ထားပြီးရမှာဖြစ်ပါတယ်နော်မိမိတို့လှူမယ်ဆိုရင်တော့အုံညွတ်ကိုအမြဲမပြတ်လှူပြီးပါအုံညွတ်6ညွတ်ပေါ့နော်နောက်အုံသီးစိတ်ကလေးတာလှူပြီးတစ်လတစ်ကြိမ်တာလှူပြီးပါဒီနှစ်ကတော့ကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်အရာအလုံးအောင်မြင်သွားပါလိမ့်မယ်